မြန်မာနိုင်ငံမှာပြီးခဲ့တဲ့ဩဂုတ်24ရက်ကလောက်ခတ်ခဲ့တဲ့ငလင်တက်ကြောင့်ပကံဒေသကဇီဒီပထိုးအများအပြားပျက်စီးခဲ့ပေမဲ့အဲ့ဒီဖြစ်ရကြောင်းမြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်းတွေထိခိုက်မှုရှိမှာမဟုတ်ဘူးလို့ဟိုတယ်နဲ့ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးတစ်ဆွေကပြောပါတယ်။ယခုချိန်မှာခရီးသည်တွေအန္တရာယ်ကင်းရှင်းစေဖို့အတွက်အချို့ဖျားစီဒီတွေကိုဝင်ရောက်လေးလာခွင့်ယာယီပိတ်ထားပေမဲ့မကြာခင်မှာပြန်လည်ခွင့်ပြုပေးနိုင်ဖို့ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ပျက်စီးသွားတဲ့ဖျားစီဒီတွေကိုလည်းရှေးမှုမပြတ်ပြန်လည်ပြုပြင်နိုင်မှုအတွက်ဆက်ဆက်ဝေကြီးဌာနတွေ UNESCO မှာကျွမ်းကျင်ပညာရှင်တွေသုတေသနပညာရှင်တွေနဲ့အရက်ဘက်အဖွဲ့အစည်းတွေပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တဲ့အတွက်ပကံကိုစိတ်ဝင်စားပြီးလာရောက်မဲ့သူတွေအနေနဲ့ရောကြသွားမှာမဟုတ်ဘူးလို့ညွှန်ကြားရေးမှူးချုပ်ဦးတစ်ဆွေကပြောပါတယ်သူတွေပြင်ဆင်ဖို့အတွက်ဆောင်ရွက်နေပြီဖြစ်တဲ့အတွက်ဒါတွေအားလုံးကတော့ရှေ့လျှောက်ပြန်ပြီးတော့ပြုပြင်မှုမှန်တိဆောက်ခြင်းတွေလုပ်ပါမှာပါနိုင်ငံသားတွေအနေနဲ့လည်းဒီလိုသတင်းတွေကြားသိတဲ့အတွက်ကြောင့်မလို့သူတို့အတွက်အန္တရာယ်လည်းမရှိနိုင်ဘူးဒီလိုပကံရဲ့အလှပနဲ့ဒီထင်ရှားကြော်ကြားမှုကလည်းသူတို့စီမှာအစကတည်းကရှိပြီးသားဖြစ်တဲ့အတွက်ခီးတဲ့လာရောက်မှုကရောကြသွားဖို့ရှိမှာဘူးဒီတဲ့ပို့ပြီးတော့ပဲလာရောက်နိုင်တဲ့အခြေအနေရှိပါတယ်နောက်ပကံဖျားတွေမကဘဲနဲ့ပကံတဝိုက်မှာနိုင်ငံသားတွေကိုဆွဲဆောင်နိုင်တဲ့တခြားသောဒီဆွဲဆောင်မှုခီးသွားလုပ်ငန်းတွေလည်းအများကြီးပဲရှိပါတယ်လှုပ်ခတ်ခဲ့တဲ့ငလင်တက်ကိုမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်စကိုင်းတိုင်းဒေသကြီးရှမ်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာခန်းစားခဲ့ရပြီးဖျားစီဒီတွေလူနေအဆောက်အဦတွေပြိုကျပျက်စီးပြီးသေဆုံးသူ3ဦးရှိခဲ့တာဖြစ်ပါတယ်အဲ့ဒီလိုတဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်ခဲ့တာကြောင့်ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပေမဲ့လည်းယခုချိန်မှာတော့ဘေးအန္တရာယ်ကင်းရှင်းစွာသွားလာနိုင်နေပြီဖြစ်ပြီးသက်ဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ညွှန်ကြားချက်တွေကိုလိုက်နာဖို့တော့လိုမှာဖြစ်တယ်လို့မြန်မာနိုင်ငံအဲလန်းညွှန်များအသင်းဥက္ကဋ္ဌဦးအောင်ထွန်းလင်းကပြောပါတယ်ကျွန်တော်တို့ရဲ့ဒီဟိုတယ်နဲ့ခီးသွားလိုက်ဝန်ကြီးဌာနနဲ့ရှင်းအောင်ရင်ကျေးမှုဌာနတွေထုတ်ထားတဲ့သူဒူးစင်တုပ်တွေရှိပါတယ်မှာတော့အပြည့်စင်းနာမှာကပ်ဖို့နောက်သူတို့တာမြင့် area လေးတွေဝင်ဖို့ဒါမျိုးလေးတော့ရှိမယ်ဒါမျိုးလေးတွေကိုလိုက်နာမယ်ဆိုရင်တော့ဘာမှသိခဲ့ပြဿနာမရှိဘူးနိုင်ငံသားဧည့်သည်တွေအတွက်ဆိုရင်လည်းကျွန်တော်တို့အလန်းညံများရဲ့အပိုင်းအနေဒီပြတ်သွားတဲ့ဖင်အားတွေရဲ့ program မှာပါတော့ညာလဲကျွန်တော်တို့ဒီတခြားစိတ်ပိုင်းတွေကိုစာထုတ်ပြီးပြပေးလို့ရပါတယ်ဆိုတော့ပကံဒီပြည့်စည်တယ်ဆိုတာဒီအနေချင်းလေးတွေပဲဖြစ်တယ်ပကံရေကျေးမှုဒေတာဟာဧရိယာကျယ်ပြီးရှေးဟောင်းအမွေနှစ်တွေဖြစ်တဲ့စေဒီပထိုးတွေနဲ့အစာအုပ်တွေအရေးအတွက်များတာကြောင့်စနစ်တကျအဖွဲ့တွေဖွဲ့စည်းကလိုအပ်ချက်တွေကိုအသေးစိတ်မှတ်တမ်းတွေတွက်ချက်ဆောင်ရွက်ရမှာဖြစ်တယ်လို့သိရပါတယ်2016ခုနှစ်မှာလှုပ်ခတ်ခဲ့တဲ့ငလင်နီးတူ1985ခုနှစ်ကလည်းပကံငလင်လှုပ်ခတ်ခဲ့ပြီးပကံညောင်ဦးရှေးဟောင်းအဆောက်အုံစေတီတွေ90%ခန့်ပျက်စီးခဲ့ပါတယ်ဒါအပြင်အေယာဝတီမြစ်ရေစီးဆင်းမှုရပ်သွားပြီးရေပြင်လှိုင်းကြီးခဲ့သလိုမင်းမှုရွှွတ်မီးတောင်2ပေခန့်နှိပ်ဆင်းသွားကရွှွန့်ချော်ရည်တွေကျလာခြင်းရေတွင်းတွေကရေတွေတိုးထွက်လာခြင်းမြေအကွဲကြောင်းပေါ်လာခြင်းစတာတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ဒီသတင်းကို Central News Bureau ကစုစံနေရွှေကပေးပို့တာဖြစ်ပြီးကျမဤပြိုးဝေကတင်ဆက်ထားတာပါ